တခါတော့ကဘယင်ကြီးမိုင်ဒရာကူမာမှာ Project မင်းသားကူမာနဲ့ Broadcast မင်းသားကူမာဆိုတဲ့တားနှစ်ယောက်ရှိပါတယ်။ဘယင်ရဲ့အစည်းဆုံးသား Broadcast ကူမာနဲ့သူ့ရဲ့ဇနီးကံကမာလာတို့ကိုဘယင်ကအင်မတန်ချစ်ခင်ပါတယ်။ဒါပေမဲ့သူ့အတွေ့အအားလုံးကတော့ငယ်ရွယ်တဲ့မင်းသား Project ကူမာအကြောင်းကိုပဲအမြဲတွေးနေခဲ့တယ်။ခမီးတို့ရဲ့အသက်ကဘယ်လောက်တောင်ရှိနေပြီလဲ။ဒီလိုအခက်အခဲတွေကိုကြံ့ကြံ့ခံပြီးနိုင်ငံတော်ကိုဘယ်လောက်ကြာကြာထိန်းသိမ်းထားနိုင်အောင်မလဲအခုဒါဝင်အားလုံးကိုကျွန်တော်စီအပ်ပြီးတော့အနားယူလိုက်ပါတော့လား Broadcast မင်းသားမင်းပြောတာကိုငါနားလေပါတယ်ဒါပေမဲ့မင်းမနောက်ထပ်ညီလေးတယောက်ရှိနေသေးတယ်လေသူ့ကိုရောဘယ်လိုတာဝန်ပေးရမလဲကျွန်တော်ပြောပါအောင်ခမီးတော်ကအဲ့ဒီ brother ဂုံမအကြောင်းကိုပြောနေတာသိချရဲ့လားဒါပေမဲ့ तू ကဘယင်တစ်ပါးရဲ့တာဝန်ကိုထမ်းဆောင်နိုင်မှာမဟုတ်ဘူးဆိုတာခမီးတော်ကောင်းကောင်းသိတယ်ပါတယ်ဒါပေမဲ့သားတော် brother ဂုံမကစိတ်နှလုံးသားမွန်မြတ်ပါတယ်နိုင်ငံတော်ကိုအုပ်ချုပ်မယ်ဆိုရင်သူလိုလူသားဆန်တဲ့လူတစ်ယောက်ကိုလိုအပ်တယ်စင်ရဲသားတွေဝမ်းနည်းနေတဲ့ပြည်သူတွေအတွက်အမြဲတမ်းစဉ်းစားပေးပြီးသူတို့ရဲ့ပျော်ရွှင်မှုနဲ့ဝမ်းနည်းမှုတွေတိုင်းမှာသူတို့ဘေးမှာရပ်တည်ပေးမယ်သူမျိုးပေါ့အိုးခမီးတော်ရေခမီးတော်ကသူ့လိုလူကိုဘယင်လို့ခေါ်ဖို့တွေးနေတာလားသူကတော်ဝင်တဲ့လိုမှနေမှာကိုမဟုတ်ဘူးစင်ရဲသားတွေကိုကူညီဖို့တနည်းကိုအပြင်ထွက်နေမှာပါအဲ့ဒီလိုအလေးလိုက်နေချိန်မှာရန်သူကကျွန်တော်တို့နိုင်ငံတော်ကိုတိုက်ခိုက်လာလိမ့်မယ်ဟုတ်ပါပြီကွယ်ခမင်းတော်နည်းနည်းစဉ်းစားပါရစေအောင်သားတော်နောက်မှမင်းကိုပြောပါမယ်ငယ်ရွယ်တဲ့ဘရင်သားတော် Project ကူမဟာပြင်းစည်းပြီးတော့နိုင်ငံတော်တွေကိုလှည့်လည်သွားလာနေခဲ့တယ်ရတဲ့ရဲ့သူဟာတပင်တပင်အောက်မှာလဲလျောင်းနေတဲ့အဖွားကိုတယောက်ကိုမြင်လိုက်ရတယ်အလိုဒီအဖွားကိုကအားဖြစ်သွားရတာလေတပင်အောက်မှာဘာလို့ဒီလိုလှဲနေရတာလဲရှင်နေပြီးပါကွယ်ရှင်နေလို့ရှင်းစားနေလို့ပါအဖွားကတိတ်ကိုနေမကောင်းဖြစ်နေပုံရတယ်ရှင်နေတိုက်ရုံနဲ့သူ့အသက်ကိုကဲတင်နိုင်လိမ့်မယ်တားရီအဖွားထွက်သွားရမယ့်အချိန်ရောက်ပြီထွက်မသွားခင်မင်းကိုတာဝန်တစ်ခုပေးခဲ့ခြင်းနေဟုတ်ကဲ့ပါအဖွားကျွန်တော်ကိုပြောပြပါဘာတာဝန်များလဲခမငါပါပဲပြောဒါကိုငါတည်ပြီးရင်မင်းတကယ်ပဲလှုပ်ပေးမှာလားကွယ်ကျွန်တော်ဂရီးပေးပါတယ်အဖွားပြောသမျှတာဝန်တိုင်းကိုကျွန်တော်ဖြည့်ဆည်းပေးပါမယ်အခုကျွန်တော်ကိုပြောပြပါကျွန်တော်ဘာလို့ရမလဲဒီကနေခြေလန်းအနှင်းငယ်အကွာမှာတဲဟိုတစ်လုံးရှိတယ်ငါမိမလေးသူ့ပါနာကအဲ့ဒီအိမ်မှာရှိတယ်မင်းသူမကိုလက်ထပ်ပြီးသူ့ဘဝအတွက်တာဝန်ယူရမယ်လို့ငါ့ကိုပြောပါကွယ်ငါသူမကိုစိတ်မချလို့အတိမဖြောက်နိုင်ဖြစ်နေလို့ပါအဖေါ်လုံးဝစိတ်မပူပါနဲ့ကျွန်တော်ဂရီးပေးပါတယ်ဒီတာဝန်ကိုကျွန်တော်တေချာပေါင်းယူရမယ်အဖွားဘာမှထပ်မပြောနိုင်တော့ဘူးကွယ်အဖွားကသူ့မျက်လုံးတွေကိုထားရမေးလိုက်ပါတော့တယ် brother ကိုမဟာအဖွားကိုပြောပြီးတဲ့နောက်အဲ့ဒီတဲကိုသွားပြီးအဲ့ဒီကိုရောက်သွားခဲ့တယ်အဖွားကသူ့မြေးမသူ့ဘာနာကဒီအိမ်မှာရှိနေတယ်လို့ပြောတယ်ဒါပေမဲ့ဘယ်မှဘသူ့ကိုမှငါမတွေ့ရဘူးတအိမ်လုံးလူသူကင်းမဲ့နေတယ်လို့ပဲဒီချိန်မှာပဲမင်းသားဟာကြီးမားတဲ့မွေကြီးတစ်ကောင်ကိုတွေ့လိုက်ရတယ်ဟင်ပါလိအဖွားကိုအိမ်မှာဒီလောက်ကြီးရဲ့မွေကြီးတစ်ကောင်ရှိနေတယ်မချုပ်ပါနဲ့မင်းသားကျမအဖွားကိုရဲ့မြေမှာသူ့ပါနာပါဟင်ဒါပေမဲ့ဒါကဘယ်လိုလုပ်ဖြစ်နိုင်မှာလဲမင်းကမွေတစ်ကောင်မေးဒါကိုငါတေချာမသိပဲအဖွားကိုမှားယွင်းတဲ့ဂတိစကားပေးခဲ့မိတယ်အခုငါမွေနဲ့ဘယ်လိုလက်ထပ်ရမလဲခိစ္စမရှိပါဘူးအရှင်ဆန္ဒရှိရင်အရှင်ရဲ့ဂတိစကားတွေကိုချိုးပြတ်နိုင်ပါတယ်ကျမအကြောင်းကိုအရှင်ထိတ်တွေစရာမလိုပါဘူးဘယ်လိုနည်းနဲ့မဆိုကျမအသက်ရှင်နိုင်ပါလိမ့်မယ်။အိုးအပွားကိုပေးခဲ့တဲ့ကတိကိုငါမချိုးဖြတ်နိုင်ဘူး။ငါမင်းကိုလက်ထပ်မယ်။တစ်ချိန်လေးမှာပဲ Progress ကိုမကသူ့အိမ်တော်မှာထိုင်ပြီးသူ့ဇနီးကကန်းမာလာနဲ့စကားပြောနေခဲ့တယ်။ဘာဖြစ်သွားပြီလဲပြောစမ်းမအောင်။အရှင်ရဲ့ခမီးတော်ကအရှင်ကိုတခုခုပြောရလိုက်။ဖြေကဘယင်ဖြစ်လာမှာမလား။ကျမကရောဘယ်တော့ဘီးမီဘီယာဖြစ်လာမှာလဲ။ငါဘာမှမသိဘူး။ Product နဲ့မတိုင်မရသေးပဲ။ငါဘာမှလုပ်လို့မရဘူးလို့ခမီးတော်ကပြောနေခဲ့တယ်ကွာ။အိုးကျမမသိဘူး။ရှင့်ရဲ့ညီငယ်ကြကျမတို့ဘယင်နဲ့မိဖုရားဖြစ်လာဖို့စိတ်ပူနေစရာမလိုဘူးလေ။စိတ်မပူပါနဲ့။ငါခမီးတော်ရဲ့အကြီးဆုံးသား။ငါကမင်းနဲ့လည်းလက်ထပ်ထားတယ်လေ။ဘယင်သာလောက်ရမယ်ဆိုရင်ခမီးတော်ကငါ့ကိုပဲလုတ်ခိုင်းလိမ့်မယ်။အဲ့ဒီအချိန်မှာဘယင်မဟင်ဒရာကတော့သူရဲ့လာတာဆောင်မှရှိနေပြီးလက်နဲ့ရှိုင်တွေးနေခဲ့တယ်။ငါဒါကိုကောင်းကောင်းသိတယ်။မင်းသားငယ်တွေကမင်းသားကြီးတွေထက်အများကြီးပိုတော်တယ်။ဒါပေမဲ့မင်းသားငယ် brother ကိုမက
နည်းနည်းတော့ပြည်သူတွေနဲ့ရောထွေးလွန်းနေထင်နေဒါကသူ့ရဲ့တစ်ခုတည်းတော့ပြဿနာပဲဒါပေမဲ့ Progress ကူမကလည်းငါ့ရဲ့အကြီးဆုံးသားလီသူ့ကိုပေးပယ်ထားပြီး Product ကူမကိုဘယင်အဖြစ်တင်မြှောက်တာကမတင်တော့ပါဘူးဘယင်မင်းမြတ်တက်တော်ရာကျော်ရှိပါစေခင်ဗျာအရှင်ရဲ့မင်းသားငယ်ကလက်ထပ်ပြီးတော့နန်းတော်ကိုရောက်လာပါပြီသူကနန်းတော်ရှိမှအရှင်ကိုအယိုသေးပေးဖို့စောင့်နေပါတယ်ဟင်မင်းသားငယ်ကလက်ထပ်သွားပြီတက်မှုကြီးမင်းဘာတွေပြောနေတာလဲမှန်ပါတယ်အရှင်မင်းမြတ်ကျွန်တော်မျိုးမှန်တာကိုပဲပြောနေတာပါမင်းသားငယ် product ကိုမအကြောင်းသတင်းပို့ဖို့ကျွန်တော်မျိုးရောက်လာခဲ့တာပါဟင်ဟုတ်ပြီစီနော်မင်းသွားတော့ငါလာခဲ့မယ်မကြခင်မှာပဲလူကြီးကနန်းတော်ထဲမှာစဝေးလာကြတယ်မင်းသားငယ် product ကိုမဟာအလဲမှာရနေခဲ့တယ်ဘေးမှာတော့သူ့ရဲ့လက်ပါတဲ့ဇနီးသူပိုင်းနော်အမလီလီအဲ့ဒါကိုကြည့်စမ်းရှင့်ကြီးရဲ့အဖြစ်အပျက်ကိုကြည့်စမ်းမအောင်နောက်ဆုံးမှသူကမွေးတကောင်နဲ့လက်ထပ်ခဲ့တယ်ဒါပါလေငါနားမလေတော့ဘူးတားတော့ product ကူမှာနောက်ဆုံးတော့မိကမွေးတကောင်နဲ့လက်ထပ်ပြီးတော့ငါစီကိုခေါ်လာခဲ့တာလားခမီးတော့တားတော့မလွဲတာမရှောင်တာလုပ်ခဲ့ရတာပါဘာမှမတက်နိုင်တော့ပါဘူးအဲ့ဒီအဖွားကိုရဲ့တာဝန်အားလုံးကိုတားတော့ယူရမယ်လို့ဂရိပေးထားခဲ့တာပါသူမကမင်းကိုဘာပဲပြောပြောတားတော့မင်းရဲ့ဒီအလုပ်ကလုံးဝမမှန်ကန်ဘူးမင်းကငါတို့နန်းတော်ရဲ့သိက္ခာကိုချလိုက်တာပဲလူတွေကဒေါသထပ်ပြီးအဲ့ဒီနေရာကနေထွက်သွားခဲ့ကြတယ်ဘရဒယ်ကူမကလည်းသူ့ရဲ့ဇနီးအသစ်ဆက်ဆက်ကလေးနဲ့အတူနန်းတော်တွေကိုဝင်သွားခဲ့တာပေါ့ဘရဂက်ကူမနဲ့သူ့ဇနီးကကန်မာလာကတော့ဒီအကြောင်းကိုပြောဆိုနေကြတယ်ရှင့်ကြီးတော်ကအခုလက်ထပ်သွားပြီဘယင်မင်းမြတ်နဲ့ကျမရှင့်ကိုပဲဘယင်လို့ခေါ်ရတော့မယ်ထင်နေဘရဒယ်ကူမကမွေးတကောင်နဲ့လက်ထပ်လိုက်တယ်ဒီအတွက်ကြောင့်ခမီးတော်ကပိုကြောက်လာပြီပြီးတော့ခမီးတော်ကပြည့်ရှင်ဘယင်မင်းမြတ်ရဲ့မိဖုရားကမွေးတကောင်ဖြစ်နိုင်မယ်ဆိုတာကိုလက်မခံနိုင်ဘူးဒါကြောင့်အခုငါရဲ့ဘယင်ဖြစ်ဖို့ကအချိန်ကာလတစ်ခုပဲလိုတော့တယ်လို့ပြောနိုင်ပြီ။အိုးဒီလိုပဲဖြစ်ပါစေ။ကျမဒီနိုင်ငံတော်ရဲ့မိဖုရားဖြစ်ချင်ခဲ့တာဘလောက်တောင်ကြာနေပြီလေ။ညဘက်မှာတော့ဘယင်ကြီးဟာသားတော်နှစ်ပါးနဲ့အချင်းမနှစ်ယောက်ကိုအတူတွေ့ခဲ့တယ်။ငါသား product ကူမနဲ့စကားပြောချင်စိတ်မရှိဘူး။အဟုတ်ဘူးလေ။ဒါဆိုရင်ငါသူ့ကိုငါသားလို့ဘယ်ခေါ်နိုင်တော့မလဲ။ခမီးတော့ဘာလို့ရုပ်တရက်ကျွန်တော်တို့ကိုခေါ်ရတာလဲ။တကယ်တော့ဒီအမျိုးသမီးတွေအတွက်ပြဿနာတက်နေခဲ့ပြီဒါကြောင့်ငါမမှန်ကန်ကန်လုပ်ဖို့တွေးခဲ့တယ်သူပိုင်သားနဲ့ကကန်မာလာတို့ဟာသူတို့ကိုသူတို့ထိုက်တန်ကြောင်တက်တည်ပြကြရလိမ့်မယ်ငါပေးတဲ့တာဝန်အတွက်စင့်တော်ပြီးအဲ့ဒီအလုပ်ကိုကောင်းကောင်းလုပ်နိုင်တဲ့သူကိုဒီအခွင့်အရေးကိုပေးမယ်အဲ့ဒီလူဟာငါနိုင်ငံတော်ရဲ့အနာဂတ်မိဖုရားဖြစ်လာလိမ့်မယ်အိုးဒီအလုပ်မှာကျမအကောင်းဆုံးပဲအဲ့ဒီမွေကတစားပါလုပ်တွေကိုလုပ်လိုက်အောင်ပါလေအဲ့ဒါကိုတော့မနေ့ကမနေ့မှာမြင်ရလိမ့်မယ်အခုနားထောင်ကြမင်းတို့ဘာလို့ရမလဲဆိုတာကိုပြောပြမယ်အဖြူရောင်ပိတ်စပေါ်မှာချီထိုးပြီးတော့အလုတ်ကိုတရုပ်ပြရမယ်ဘသူကငါ့ကိုဂျင်းနဲ့ပျော်ရွှင်အောင်လုပ်ပေးနိုင်မလဲအဲ့ဒီလူကိုမိဖုရားဘွယ်လူနဲ့ဆူချမယ်ဒါပေမဲ့ခမီးတော့သူ့ရဲ့မညံကမွေးတကောင်မေးချီထိုးသမားတွေလိုမျိုးသူ့ဘလို့အလုတ်လုပ်မှလဲအဲ့ဒါကို तू မသိနိုင်ပါဘူးဘာပဲဖြစ်ဖြစ်မနေ့ပန်းမနေ့မှာဒီအလုတ်ရဲ့ရလက်ကိုငါမြင်ချင်နေလူတိုင်းကဒီအလုတ်မှာငါအကောင်းဆုံးဖြစ်မယ်ဆိုတာကိုလက်ခံနိုင်ပါတယ်ပြီးတော့ငါကပဲဒီနိုင်ငံတော်ရဲ့အနာဂတ်မိဖုရားလေးဖြစ်တယ်။မျက်နှာတည့်အထိ product ကူမကတွေးရင်အိမ်မပြောခဲ့ဘူး။တစ်ချိန်တည်းမှာပဲလှပတဲ့သူ့ပိုင်သားအတော်လေးတတောင်တသားထိုင်နေခဲ့တယ်။မင်းကဘာဝမှတောင်တွေးမပူနေဘူးပဲ။ဘာလို့များအဲ့ဒီလိုအေးအေးဆေးဆေးနေနေရတာလဲသူ့ပိုင်သား။ငါတို့ရှုံးသွားရင်ဘာဖြစ်မလဲ။ငါ့ကိုပြောပါဦး။စိတ်မပူပါနဲ့ရှင်။ကျမတို့ပြိုင်ပွဲမှာအနိုင်ရမှာပါ။မင်းဘာမှနားမလည်ဘူးလား။မင်းကမွေးတကောင်မဲဘလို့လုပ်ပြီးဒါကိုလုပ်နိုင်ပါလေချီထိုးသမားအဖြစ်အလုပ်လုပ်ရမှာလေမောင်တော်ရေဒါတွေကိုစဉ်းစားမနေပါနဲ့တော့အဆင်ပြေသွားပါလိမ့်မယ်အခုစိတ်ချလက်ချအိပ်ပါတော့နော်မနေ့ကမနေ့မှာရှင်တွေ့ရပါလိမ့်မယ်ဒီလိုနဲ့ product ကူမအိပ်တော်သွားပြီးတဲ့နောက်မှာတော့ဒုပိုင်သားဟာလှပချောမောတဲ့အမင်းသမီးလေးဖြစ်ကိုပြောင်းလဲသွားခဲ့တယ်ပြီးတော့မော်ပညာကိုအသုံးပြုပြီးအဖြူရောင်ပိတ်စထဲပေါ်မှာလှပတဲ့ချီပန်းထိုးဒီဇိုင်းကိုဖန်တီးခဲ့တယ်ဒီလိုနဲ့နောက်တစ်နေ့မနေ့မှာတော့မဟာရာဇာမဟိန္ဒရာကူမကမနေ့ကသူတို့ကိုပေးထားတဲ့အလုပ်အတွက်မင်းနှစ်ပါးရဲ့ဇနီးတွေကိုခေါ်ခဲ့တယ်။ဒီနေ့မနေ့ကပြောတဲ့အတိုင်းငါခိုင်းထားတဲ့အလုပ်ရဲ့ရလက်ကိုကြည်ညာမယ်။အိုးခမင်းတို့ကဘာရလက်ကိုကြည်ညာနေဦးမှာလေ။ဘယ်လိုပဲဖြစ်ဖြစ်ကြံဝဲကကျွန်တော်ဇနီးပဲအနိုင်ရမှာလေ။ခမင်းတို့ကျမရဲ့ကြည်တိုးလက်ရာကိုကြည့်ပါ။ကကမာလာကသူ့လက်ထရအဖြူရောင်ပိတ်ထေကိုရှီကိုထိုးပေးလိုက်တယ်
မဟာရာဇာကအဲ့ဒီကျွေးရောင်တဲ့ပေါ်မှာအင်မတန်ဆိုးဝါးပြီးမတည်သက်လာတဲ့ချီထိုးလက်ရာကိုတွေ့လိုက်ပါတယ်ဒီချီလက်ရာကဘယ်လိုလက်ရာလဲဆိုတာကိုမြင်နိုင်ပါတယ်မင်းကအင်မတန်ကိုကြွားဝါနေတာပဲအခုသူ့ပါနော်မင်းရဲ့လက်ရာကိုငါ့ကိုကြည့်ခွင့်ပေးပါခမီးတော်ကျွန်တော်တို့ဘာမှမလုပ်နိုင်ပါဘူးမင်းသားပရိုတက်ကူမအဲ့လိုပြောလိုက်တဲ့အချိန်မှာပဲစူပါယနာအခန်းထဲကထွက်သွားပြီးတော့သူ့လောက်ထားတဲ့ချီတွေကိုယူလာခဲ့တယ်ခမီးတော်အဖြူရောင်ထဲပေါ်မှာကျမလုပ်ခဲ့တဲ့ချီလက်ရာကိုကြည့်ပါဘယင်ကြီးကအဲ့ဒါကိုကြည့်လိုက်တာနဲ့အင်မတန်ကိုအံ့အားသင့်သွားခဲ့တာပေါ့အလိုအရင်ကဒီလောက်လာတဲ့ချီပန်းတိုးလက်ရာကိုတခါမှမမြင်ဘူးသူ့ပိုင်းနော်ကျေးဇူးတင်ပါတယ်ကွယ်ဒါကကောင်းချီးမင်္ဂလာပါပဲမင်းကမွေးတကောင်ဖြစ်ပေမဲ့ဒါကိုလုံနိုင်ခဲ့တယ်မင်းရဲ့လက်ရာကငါ့ကိုအင်မတန်ကျင့်နေစေပါတယ်ကွယ်ဒါကြောင့်မင်းကဒီနိုင်ငံတော်ရဲ့အနာဂတ်မိဖုရားဖြစ်လာလိမ့်မယ်ပြီးတော့ဒီပွဲတူးနဲ့မင်းကလည်းထိုက်တယ်မှာပြီရဲ့ကွယ်အချိန်ထဲမှာပဲမဟာရာဇာရဲ့ရလက်ကိုကြားပြီးတဲ့နောက်ကကမာလာကသူ့အိမ်တော်ကိုပြန်သွားခဲ့တယ်ပြီးတော့သူ့ရဲ့ခင်မောအကြီးဆုံးသားဘရာကက်ကိုမာကိုပြောတယ်ကျမဘလို့နီးနေမှလက်မခံနိုင်ဘူး။ तू ကမွေးတကောင်မေး။ तू ဘလို့လုပ်ပြီးဒီလောက်လာတဲ့ချီတိုးလက်ရာကိုလုံးနိုင်ပါလေ။ပေးစားတယ်။သူတို့တနေရာကနေခိုးလာတာပဲ။အခုဘာဖြစ်မှလဲ။ခမီးတော်ကရလက်တွေကိုကြီးညာပြီးပြီ။မနေ့ပန်ပရိုဒတ်နဲ့သူ့ဘိုင်နာတို့ကဒီနိုင်ငံရဲ့ဘယင်းနဲ့မိဖုရားဖြစ်လာလိမ့်မယ်။အိုးမဟုတ်ဘူး။ဒီနေ့ကျမအသက်ရှင်နေသူရဲ့အဲ့ဒီလိုလုံးဝဖြစ်မလာစေရဘူး။ကျမပြောတာကိုရှင်းသေးချာနားတော်မှာအစိတ်ရှိတဲ့မွေးတကောင်ကိုရှင်းယူပြီးတော့ဘယင်းနန်းတော်မှာထားခဲ့ရလိမ့်မယ်။ဘယင်ကအဲ့ဒီမွေရကြိုက်ခံရပြီးတော့တရားရသွားလိမ့်မယ်ပြီးတော့အဲ့ဒါနဲ့အတူဒီလောက်ရက်ကိုပရိုဒတ်ကိုမရဲ့ဇနီးသူ့ပိုင်နာလုပ်ခဲ့တယ်လို့လူတွေကတန်တရားဝင်ကြလိမ့်မယ်အိုးဒီတော့တာနဲ့ခမီးတော်ကသူတို့နှစ်ယောက်လုံးကိုနန်းတော်ကနေနှင်ထုတ်လိမ့်မယ်ပြီးရင်ငါတို့ကဒီနိုင်ငံရဲ့အနာဂတ်ဘယင်နဲ့မိဖုရားဖြစ်လာလိမ့်မယ်ဟုတ်တယ်ကဲတော့နောက်ထပ်မနှောက်နေပါနဲ့မနေ့စောစောအလုပ်ကိုပြအောင်လုပ်ထားပါမွေကိုညဘက်မှာဘယင်မင်းမြရဲ့နန်းဆောင်မှာထားခဲ့ရမယ်တချိန်လေးမှာပဲပရိုတက်ကူမကဘာကုန်မှနားမလည်နိုင်ဘူးဖြစ်နေခဲ့တယ်။သူ့ပိုင်တော့မင်းကဒီမဖြစ်နိုင်တဲ့လုပ်ရက်ကိုဘယ်လိုများအောင်မြင်ခဲ့တာလဲကွယ်။ဒါကိုဘယ်လိုများဖြစ်နိုင်စေခဲ့ရတာလဲသူ့ပိုင်တော့မွေးတကောင်အနေနဲ့ဒီအလုပ်ကိုမင်းဘယ်လိုများလုပ်နိုင်ခဲ့တာလဲကွယ်။ငါ့ကိုပြောပြစမ်းပါဦး။ငါနားမလည်နိုင်တော့ဘူး။ကျမဒီလိုအရာတွေအများကြီးကိုလုပ်နိုင်ပါတယ်။မောင်တော်မကြခင်မှာပဲအရာအလုံးကိုသိလာရပါလိမ့်မယ်။ဒီနေ့မင်းနဲ့လက်ထပ်ခွင့်ရခဲ့တာငါတကယ်ကံကောင်းလေလို့ခံစားရတယ်ကွယ်ဘရဲ့အကြီးဆုံးသားကညဘက်မှာအစိတ်ရှိတဲ့မွေးကောင်ကိုဘရဲ့နန်းဆောင်ထဲမှာလွတ်ပေးပြီးတော့နောက်တနေ့မနက်မှာတရင်စိုးကနန်းတော်တစ်ခုလုံးကိုပြန်လည်သွားခဲ့တယ်ဘရဲ့မင်းမြတ်မဟာရာဇာဟာမွေးကြိုက်ခံခဲ့ရတဲ့အဲ့ဒီမွေးမကဒီအရာအလုံးအတွက်ဖြစ်နိုင်ခြေအရှိဆုံးသူပဲပြီးတော့ခမီးတော်ကိုမွေးကြိုက်သွားခဲ့တာလေဆိုလိုတာကဒါကိုသူလုပ်ခဲ့တာပဲဘာလို့လူတိုင်းရက်နေတာလဲဒီတော်ဝါကိုတတ်လိုက်ကြစမ်းအားလုံးနင်းနေလောက်စိတ်ငြိမ်နေထားကြပါငါမလုပ်ခဲ့ဘူးဆိုတာကိုရှုံကြပါငါတကယ်ပဲမလုပ်ခဲ့ပါဘူးငွေကငါခမီးတော်ရဲ့ခြေထောက်ကိုကိတ်သွားတာမင်းကလွဲပြီးတော့ဒီနန်းတော်ထဲမှာတခြားငွေမရှိဘူးတိတ်စားတယ်မင်းငါရဲ့ခမီးတော်ကိုကိတ်ခဲ့တာဟုတ်ပါပြီကျမဘယင်မင်းမြတ်ကိုကုတ်တာပေးပါမယ်ပြီးရင်ကျမလုပ်ခဲ့တာမဟုတ်ဘူးဆိုတာတေချာပေါက်တက်တည်ပြလိမ့်မယ်အဲဒီလိုပြောပြရနဲ့သူပါယနာဟာဘယင်မင်းမြတ်ရဲ့ခြေထောက်ကတရားကိုသူ့ပါးစပ်နဲ့တီးပြီးတော့အစိတ်ကိုထုတ်လိုက်တယ်အချိန်ထဲမှာပဲမွေးရဲ့ပုံတရံကနေဒူပိုင်နာရဲ့ခန္ဓာကိုယ်ကပြောင်းလဲသွားခဲ့ပြီးမူလပုံတရံကိုပြန်ရောက်သွားခဲ့တယ်။အဲ့ဒီအချိန်မှာပဲမဟာရာဇာကြီးမဟိန္ဒူကုမာဟာလည်းတတိပြန်ရလာခဲ့တယ်။ဟဲမင်းကမွေးတကောင်မဟုတ်ဘူးပဲ။မင်းကတာမန်လူပဲ။ဟုတ်ပါတယ်အရှင်။တကယ်တော့ကျမကတာမန်လူပါ။ဒီတစ်လျှောက်လုံးကျင်းစာတစ်ခုကိုတိတ်ဆောင်လာခဲ့ရပါတယ်။ကျမကောင်းမှုအခုတရားပြီးမြောက်တဲ့နေ့မှာဒီကျင်းစာကနေလွတ်မြောက်မယ်လို့ပြောတယ်။ဒီနေ့ပဲအရှင်မင်းမြတ်ကိုဒီအန္တရာယ်ကနေကယ်တင်ခြင်းအပြင်လွတ်မြောက်မှုရခဲ့တာပါရှင်။တစ်ချိန်တည်းမှာပဲငါရဲ့မင်းသားကြီးကဘယ်လောက်ဆိုးရွားလဲဆိုတာကိုငါရှင်းရှင်းလင်းလင်းသိလာရတယ်။သူတို့ကငါ့ကိုတက်ဖို့ငါရဲ့အိမ်တော်ကိုမွေးရိစေလို့ခဲ့တယ်။ကျွန်တော်ကိုခွတ်လို့ပါခမီးတော်ကျွန်တော်ခမီးတော်ကိုတတ်ချင်ခဲ့တယ်။အနာဂတ်ဘယင်ဖြစ်လာဖို့သူ့ပါရနာကိုထောင်ချောက်ဆင်ခြင်ခဲ့တယ်။အခုတော့မင်းသားပရိုဒတ်ကိုနားလေပါပြီ။ဘာလို့ခမီးတော်ကကျွန်တော်မဟုတ်ပဲပရိုဒတ်ကူမကိုဘယင်အဖြစ်တင်မြှောက်ချင်တာလေဆိုတာကိုသိပါပြီ။ကို့အမားကိုလက်ခံလိုက်ပါပြီ။ဒါတော့ဘယင်မဖြစ်ချင်တော့ပါဘူး။တကယ်တော့ဒီနိုင်ငံတော်ရဲ့ဘယင်ဖြစ်ဖို့တားတော်ကမထိုက်တန်တော့ပါဘူး။ရုံးဝါကိုမထိုက်တန်တော့ပါဘူးခမီးတော်။
ပရာဒတ်ကူမာကိုဘယင်အဖြစ်တင်မြှောက်လိုက်တာဟာပဲလုံးဝအသင့်တော်ဆုံးပါပဲကွယ်ဒီနိုင်ငံတော်ဟာသူ့လက်ထဲမှာလုံခြုံနေလိမ့်မယ်ဘယင်ကြီးကဒီတစ်ခါမှတော့အစားအမားတွေကိုမလုပ်ခဲ့ပါဘူးပရာဒတ်ကူမာကိုကြီးကျယ်ခမ်းနားတဲ့ကွန်ပျူတာပွဲနဲ့နတ်တက်ပွဲကြီးပြုတ်လုပ်ပေးခဲ့တယ်အဲဒီနောက်မှာတော့ပရာဒတ်ကူမာနဲ့သူ့ဘိုင်နာတို့ဟာဘယင်နဲ့မိဖုရားတွေဖြစ်လာပြီးတော့သူတို့ရဲ့နေရက်တွေကိုပျော်ရွှင်ငြိမ်းချမ်းစွာဖြတ်သန်းခဲ့ကြပါတော့တယ်ဇလာစွာသောပရိသတ်များရှင်ဒီဗီဒီယိုလေးကိုနှစ်သက်တယ်ဆိုရင်တော့ like လုပ်ပေးသွားပြီးတော့ comment မှာတစ်ခုခုပြောသွားပေးခဲ့ကြပါဦးနော်ဒီလိုပြောစရာဇာတ်လမ်းတွေကိုခန်းစားခြင်းနဲ့ဆိုရင်တော့ကျမတို့ရဲ့ channel လေးကိုလည်း subscribe လုပ်သွားပေးခဲ့ကြပါဦးရှင်စုံဒီကြည့်ရှုပေးခဲ့ကြတဲ့အတွက်ပရိသတ်များအားလုံးကိုကျေးဇူးအထူးပဲတင်ရှိပါတယ်ရှင်